ရွာလူကြီးပြောရွာလူကြီးဟုတ်ကဲ့ဘာမှန်းရှိလို့လည်းမသိဘူးကျုပ်ကနေတကာလဲပြီးဆေးလိုက်ကူနေတဲ့ဆေးဆရာကြီးဦးတီလာပါဒီရွာမှာခဏလောက်တဲပြီးတော့ဆေးလေးကူကျင်လို့ရွာလူကြီးထံမှာခွင့်လာတောင်းတာပါဩဆေးကူတဲ့ဆရာကိုရပါတယ်ကျုပ်အိမ်မှာပဲတဲပြီးဆေးကူပေါ့ဟုတ်လားကျေးဇူးတင်ပါတယ်ရွာလူကြီးမင်းခိုင်ဗျာခဏလာအောင်ကွဟုတ်ကဲ့လာပြီဗျအော်ဒီကလူရဲ့နာမည်ကဦးတီလာတယ်သူကနေတကာမှာလဲပြီးဆေးကူနေတဲ့ဆေးဆရာကြီးဆိုပဲအဲ့ဒါသူကငါ့အိမ်မှာတဲပြီးတော့ဆေးကူမှာကွအဲ့ဒီတော့ဦးတီလာနေထိုင်ဖို့အိမ်ပေါ်တက်ကအခန်းမှာဦးတီလာနေလို့ရအောင်မင်းရှင်းထားပေးစမ်းပါကွာဟုတ်ကဲ့ရွာလူကြီးအကျန်းရည်လေးနဲ့လက်ဖက်လေးသုံးဆောင်ပါအောင်ရှင်ဩဟုတ်ကဲ့ပါမိုင်ဆရာကြီးနဲ့မိတ်ဆက်ပေးအောင်မယ်ဒါကျုပ်ရဲ့စနီတင်မေးကြီးပါရွာလူကြီးကတော့သဘောလေးကောင်းတော့လက်ဖက်တုပ်လက်ရလဲအရန်ကောင်းတာကိုဗျဟုတ်တယ်ဗျကျုပ်အိမ်ရှင်မအချက်ပြုတ်လဲအရန်ကောင်းတာဆရာကြီးနောက်ကြရင်တီးလာမှာပါဗျမြောက်နေကြပါပြီရှင်ဒါလောက်လည်းမဟုတ်ပါဘူးရွာလူကြီးအိမ်မှာတော့ဆေးဆရာရောက်နေတယ်လို့သတင်းကြားသိရတဲ့အတွက်ရွာသားချိုးလေးဆေးကူရန်အတွက်ရွာလူကြီးအိမ်ကိုအတီးတီးရောက်လာခဲ့ကြပါတယ်ဆရာကျမတို့သားလေးရဲ့ယောဂါကိုပြချင်လို့ပါဆရာအေးကလေးကဘာဖြစ်ရတာလဲဘိုင်းနာတာပါဆရာနေခင်းဆိုအကောင်ညဆိုဘိုင်းကနာပြီးလူးလိမ့်နေတော့တာပဲဆရာရေတနားရီလောက်ကြာသွားရင်တော့သူ့လိုပြန်ကောင်းသွားတယ်ဆရာလေဘူးကြောထတာဖြစ်မယ်နေအောင်ဆရာဆေးပေးလိုက်မယ်အိတ်ခန့်ဒီတိုင်းရေအေးလေးနဲ့တစ်ခွက်တိုက်ပြီးအားလုံးတက်တာသွားလိမ့်မယ်နော်ကျေးဇူးတင်လိုက်တာဆရာရေဆရာကိုဆေးဖို့လေးဘယ်လောက်ကြောက်ရမလဲဆရာကြေးသက်မှတ်ထားပါဦးစေတနာတရားရှိတဲ့လောက်သာပေးတော့ပါဟုတ်ကဲ့ဆရာအခုလောလောဆယ်ကျမမှာဒီလောက်ပဲပါလို့ဆရာတာလီတက်တာသွားရင်တော့ဆရာကိုထပ်ပြီးကြောပါမယ်ဆရာရပါတယ်ကွယ်ရပါတယ်ဆရာအတွက်ကငွေရအတိကမကြပါဘူးဆရာကျွန်တော်ကိုလည်းစီးလေးပေးပါဆရာငါတူကဘာမှန်းဖြစ်လို့လဲကွမသိပါဘူးဆရာရဲ့အရင်ရက်ကကောင်အခုမှနေရင်ထိုင်ခါနာလာတယ်ဆရာတွားရလားလေလုံးဝမကောင်းအလုပ်ပြက်ကင်ပြက်ဖြစ်နေရတယ်ဆရာကြာလိုင်းအိမ်ရဲ့စောင်းဝင်နေပါထိရိုက်လာနိုင်လို့ဆရာစီမှာဆေးလာတောင်းတာပါဆရာဩဘာမှဘူးမနေနဲ့ရော့ဒီဆေးကိုသာတော့နှစ်ရက်မပြည့်ခင်မင်းရဲ့ခါနာဝေဒနာယူပြစ်တယ်လို့တက်တာသွားလိမ့်မယ်ကျေးဇူးပါဆရာဦးတီလာပေးတဲ့ဆေးကြောင့်ရွာတွေကလူနာများအကုန်ဒီပါတက်တာပျောက်ကင်းလာခဲ့ကြပါတယ်နေချင်းညာချင်းမှာပဲဆေးဆရာဦးတီလာတယောက်ရွာနီနာချင်းများထီတောင်နာမည်ကြီးလို့သွားခဲ့ပါတယ်ဆေးဆရာကြီးရဲ့တရင်ကိုကြားသိကြတဲ့လူနာချင်းများကလည်းနွားလဲများဖြင့်တပန်းရွာလူကြီးအိမ်ကိုစုလိုက်ပြုံလိုက်ရောက်လာကြပါတော့တယ်တနေ့ရွာလူကြီးဦးမထင်အိမ်၌လူများစွာပြည့်နေလို့နေပြီးတော့ဆေးဆရာဦးတီလာလည်းဆေးကုသပြီးရလာတဲ့ငွေပုံကြီးကြောင့်ပြုံးပြလို့နေပါတော့တယ်ဦးဘိုးလူကြီးနေကောင်းလားဗျကောင်းပါစိန်တောင်းရဒါနဲ့ဦးဘိုးလူကိုပြောစရာရှိရဲ့ဗျအေးပြောလေကွာတနေ့ကကျုပ်တို့ရွာကိုရောက်လာတဲ့ဆေးဆရာအကြောင်းကိုပြောမလို့ဗျလုံဆန်းပါအောင်ကွာဒီလိုဗျအခုရောက်လာတဲ့ဆေးဆရာရဲ့နာမည်ကဦးတီလာလေးဗျဈေးကူတဲ့နေရာမှာတကယ်တော်တဲ့လူကြီးဗျတောင်ဆေးတစ်ခွက်ပေးလိုက်တာနဲ့ယောဂယူပြစ်တယ်လို့ပျောက်သွားတာကျုပ်လက်တွေ့ပဲဦးဘိုးလူကြီးအခုဆိုတခြားရွာလူတွေကပါလာပြနေကြတာဗျတနေ့ရွာလူကြီးအိမ်မှာပွဲပြနေတဲ့အတိုင်းစီကားနေတာပဲဗျဒီအကြောင်းကိုဦးဘိုးလူကြီးမသိဘူးလားကြားတော့ကြားမိပါတယ်ကွာဒါပေမဲ့ငါစိတ်ထဲတန်တရားတော့ရှိနေတဲ့စိန်တော့ရဘာများလဲဦးဘိုးလူရဒီလိုကွာငါတွေ့ဘူးကြားဘူးတာတခုတော့ရှိရဲ့ဆေးဆရာရောင်ဘာရောင်နဲ့လိမ့်လဲပြားပြီးလှုပ်ရှားနေတဲ့လူတွေမှာအများကြီးရှိတယ်ကွာသူတို့ကတနေရာထဲမှာအတီတကျနေရိုးထုံးစံမရှိဘူးဘာကြောင့်လဲဆိုတော့သူတို့လိန်တာလူတိတော်မှာဆိုလို့တနေရာကနေတနေရာအမြဲတော်လာလှုပ်ရှားနေတတ်တယ်ကွာမင်းမစဉ်းစားကြည့်လေးစိန်တော့ဆေးဆရာတယောက်ဈေးကူကောင်းလို့နာမည်ကြီးရင်စီးစွမ်းထက်ရင်နေတကာလှည့်ပြီးကုပေးစရာမှမလိုတာနေရာအတီတကျနဲ့ကုလို့ရတယ်လူနာကိုလိုက်ရှာဖို့မှမလိုတာလူနာသားလင်ကိုယ့်စီကိုရောက်လာပြီးကုခိုင်းလိမ့်မယ်ဒါမှသဘာဝကြမယ်မလားဦးဘိုးလူပြောတော့လဲဟုတ်နေတာပဲအေးဒါကြောင့်ငါမတင်ကားဘူးလို့ပြောတာကွာမင်းစဉ်းစားကြည့်ကွာဟိုရင်ကငါတို့ရွာမှာရောတခြားနီနာရွာတွေမှာရောတလုံးများတဲ့လူနာတွေမင်းတွေ့ဘူးလို့လားဟုတ်တယ်ဗျကျုပ်တခါမှမတွေ့ဘူးဗျအေးသူစရောက်လာမှတို့ရွာလူတွေရောတခြားရွာလူတွေပါမကြမ်းမမာဖြစ်နေကြတယ်တနေ့နဲ့တနေ့သူရတဲ့စေကူတာဈေးကလည်းမနေဘူးမလားဘသူပဲလာဘာယောဂပဲဖြစ်ဒီဆေးတွေကြီးပဲပေးနေတာမဟုတ်လားအဲ့ဒီကလေးကအဖေကပေါ်နေပြီကွာရွာလူကြီးကရောတိမ်ထဲမှာနေဒါကိုမသိဘူးလားသိပုံမရဘူးဗျအေးဒီမဲ့စိမ့်တောင်းမင်းကငါတခုခိုင်းမယ်ဟုတ်ကဲ့ပြောပါအဲ့ဒီဆေးဆရာဦးတီလာကိုမင်းဒီရဲ့ပိုင်းတွင်တေချာဂီယူဒီဇိုင်းနဲ့တတိထားပြီးစောင့်ကြည့်စမ်းကွာတခုခုမိုးမမှန်လာရှိရင်ငါ့ကိုပြောဟုတ်ကဲ့ဦးဘိုးလူကြိုးစားပြီးဒီလူရဲ့အကြောင်းကိုဖော်ထုတ်ရမယ်ကောင်းတယ်သူ့ရဲ့နောက်ကြောင်းပေါ်လာတာနဲ့ဒီဆေးဆရာကိုတို့ရွာကနေအမြန်ဆုံးနှင်ထုတ်ပြရမယ်ရွာလူကြီးကိုမေးစရာလေးရှိလို့ဗျဘာများလဲဆရာကြီးရဲ့မေးရမှာတခြားတော့မဟုတ်ပါဘူး
ဒီရွာမှာမဲသားရောင်းနေသူများမရှိဘူးလားဗျရှိတော့ရှိပါတယ်ဆေးဆရာကြီးရဲ့ဆေးဆရာကြီးကမဲသားစားခြင်းလို့လားဆေးဆရာကြီးစားခြင်းကျုပ်တို့ချက်ကျွေးမှာပေါ့ဗျာအဲ့လိုလည်းမဟုတ်ပါဘူးဗျာကျုပ်ကဒီတိုင်းလေးသိချင်လို့ပါဗျရှိတော့ရှိတယ်ဆေးဆရာကြီးရဲ့ကျုပ်တို့ရွာမဲသားရောင်းတဲ့မိခါတို့ပြီးတော့ကညင်ရွာကိုစံပေတို့သူတို့နှစ်ဦးစီမှာတော့မဲသားကြက်သားဝက်သားစိတ်သားအကုန်နှီးပါရတယ်ဗျဒါဆိုမဲသားရောင်းတဲ့မိခါအိမ်ကဘယ်မှာလဲရွာလူကြီးရဲ့မိခါကရွာတောင်ပိုင်းမှာနေရမိခါအိမ်ပဲမလဲမင်းကလေးစာခွေဆုံတီးကြပါတယ်ဦးတီလာဘာလို့တီးချင်ရတာလဲဗျအော်ဟုတ်ကဲ့ဘာရတော့မဟုတ်ပါဘူးဗျရွာလူကြီးအိမ်မှာကပ်ပြီးစားနေရတော့စားရတော့ရတာအားနာလာပါပြီဒါကြောင့်ရွာလူကြီးတို့အတွက်ဟင်းစားလေးပါလေးဝယ်ပြီးကောင်းမလားလို့မေးမိတာပါဟောဗျာဒုက္ခခံပြီးဝယ်ပေးစရာမလိုပါဘူးဗျဆေးဆရာကြီးကကျုပ်အိမ်ကိုလာပြီးတဲခိုတဲ့ဧည့်သည်မဟုတ်လားဒီတော့အိမ်ရှင်ဖြစ်တဲ့ကျုပ်တို့ကပဲဆေးဆရာကြီးစားဖို့တောက်ဖို့အကုန်တောင်းဝင်ယူမှအိတ်ဝတ်ခြင်းပဲမလားဒါကြောင့်ဆေးဆရာကြီးကိုကျုပ်အိမ်မှာတဲတုံပြုစုဧည့်ခံပြရစီဗျာအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရွာလူကြီးဟာဆေးဆရာဦးတီလာတယောက်ရွာလူကြီးနဲ့စကားပြောပြီးဦးတီလာရဲ့မျက်ဝန်းစုံကလက်ကနေတောက်ပသွားသည်ကိုတော့ဘယ်သူတူတယောက်ကမှမသိလိုက်ရပါဘူးကဲရွာလူကြီးကျုပ်လည်းအားလုံးရွာတဲ့ခဏသွားလေလိုက်အောင်ပဲဗျာသွားပါဗျာဆရာကြီးသွားပါဦးတီလာတယောက်ရွာလူကြီးအိမ်ကနေထွက်လာခဲ့ပါတယ်ဦးတီလာရဲ့ခြေလက်များကတော့ရွာတောင်ပိုင်းကမတ်မီခါရဲ့အိမ်ကိုဦးတီနေပါတော့တယ်လမ်းမှာတွေ့သမျှလူတိုင်းကိုမိခါအိမ်ပဲမှာလဲလို့မေးမြန်းကဦးတီလာတယောက်မိခါအိမ်ကိုရောက်လာခဲ့ပါတယ်မိကားတို့အိမ်ဆိုတာဒီအိမ်လားခင်ဗျဟုတ်ပါတယ်ရှင်ဘာမှန်းလည်းမသိဘူးအမဲသားနှစ်ပိတ်သားလောက်ရမလားဗျာရပါတယ်ရှင်ရွာလူကြီးကဝယ်ခိုင်းလာလားဟုတ်ပါတယ်ပို့ထည့်ပေးလိုက်တယ်လို့ပြောပေးပါနော်ပြောပေးပါမယ်ဗျာပြောပေးပါမယ်ဆေးဆရာကြီးလည်းတော်တော်နာမည်ကြီးနေနော်တနေ့ကူးလိုက်ရတဲ့လူတွေမှမနေဘူးဆိုပဲအခုလူမကျမ်းမာတဲ့လူတွေများနေရမြင်ရတော့ကျုပ်ရင်ထဲမှာစိတ်မကောင်းပါဘူးဗျာအကုန်လုံးကိုကျမ်းမာစေချင်တာကျုပ်ရဲ့စေတနာပါဆရာကြီးစိတ်ရင်တိုင်းကျိုးပေးမှာပါရှင်ဒါပေါ့ဗျာကဲဆရာကြီးကိုလည်းခွင့်ပြုပါအောင်ဦးတီလာလည်းမဲသားတို့ကိုရွာပြင်းတို့မတိမသာယူလာပြီးမကြီးပင်ကြီးတပင်အောင်ရောက်လာခဲ့ပါတယ်ထိတ်နီကျုပ်ရောက်ပါပြီဆရာကြီးဒီမှာမင်းတို့မဲသားနှစ်ပိတ်သာယူလာတယ်ကွစားတာစားကွာဒီရွာငါတုံးနေများတော့လှုပ်စားရတာလွယ်တော့ကွနောက်ထပ်လေဒီရွာလူတွေနေမကောင်းအောင်မကြမ်းမအောင်မြများတာလုပ်ပေးကွာဒီထက်အဆင်ပြေမင်းကငါပို့ကျွေးပါမယ်ကွစိတ်ချပါဆရာကြီးကျုပ်လုပ်ပေးပါမယ်အေးငါပြန်တော့မယ်ကွာတော့ကြရွာသားတွေမြင်တော့ရင်မကောင်းငါလိန်တာပေါ်သွားလိမ့်မယ်ဆေးဆရာကြီးဦးတီလာလည်းကုတ်ချောင်းနဲ့ရွာထဲသို့ဝင်လာခဲ့ပါတယ်ဆေးဆရာကြီးဦးတီလာမသိလိုက်တာကတော့သူ့လုံးသမျှအားလုံးကိုအစာဆုံးမြင်လိုက်တဲ့လူတစ်ယောက်ရှိနေတာဟုတ်ပါပဲဟုတ်ပြီတေးကြတယ်ငါကြောင့်တေးကြသေးရပေါ့ဆရာလိန်ရင်ဆရာကျမသမီးလေးအချင်းတွေကိုကြည်ပေးပါဦးဆရာမနေ့ကလေးဝမ်းနေတော့နေအခုတည်းမြင်ရသေးဘူးလူတကိုယ်လုံးလေးပျော့ခွေနေပါပြီဆရာရဲ့အစားမလို့ဝမ်းလျှောတာပါဘာမှဘူးမနေနဲ့ဆရာမှာစေးစမ်းကောင်းနေရှိပါတယ်ဆရာပေးလိုက်တဲ့စေးတောက်လို့မပြောက်တဲ့သူဘယ်မှာရှိလို့လဲဗျာယုံပါတယ်ဆရာရဲ့ဆရာကိုပဲယုံလို့ကျမတို့သားမိဒီကိုလာခဲ့တာပေါ့ဆရာရဲ့ရောဒီစေးကိုရေနင်းနဲ့တောက်ရေအေးနဲ့တောက်ကြိုက်တာနဲ့တောက်ပျောက်စေရမယ်ဗျာဟင်ဆရာကျွန်တော်နာတော့ကလည်းအဲ့ဒီစေးပဲပြီးတယ်အခုဝမ်းလျှောတော့လေအဲ့ဒီစေးပဲပြီးတာလားဟဲ့ကောင်မင်းကဘာသီးလို့တော့ဒီစေးကနည်းနည်းရစေးမှတ်နေတာဒီစေးကယောဂတစ်ခုတည်းပျောက်တာမဟုတ်ဘူးကွာယောဂပေါင်း100ကျော်ထိပျောက်တဲ့စေးကွာဟင်းဆရာရဲ့ရှိတာမှာ96ပါယောဂပဲကြားဟုတ်ပါတယ်ဆရာကဘလို့လုပ်ပြီးယောဂတစ်ပါတိုးလာတာတော့ဆရာရဲ့ဟဲ့ကောင်ကငါစေးကြောင်ငါသီးလို့ပြောရပေါ့ကွာငါစေးကြောင်ပဲမင်းရဲ့နာနေတဲ့ကြောက်ကတက်တာတော့မဟုတ်လားအေးလေနင်ဟာလေဆရာကိုမလေးမခန့်နဲ့စနေပြန်ပါပြီနင်အသာနေစမ်းပါဟဲ့ဒီမဲ့လူကိုမယုံရင်နေပါပညာကိုတော့မစော်ကားနေတော့ဆရာကြီးဦးတီလာကမန်ပါနဲ့ပြောလိုက်ပါတယ်ဒီလောက်ဆွမ်းထက်တဲ့ဆေးဆရာကြီးတို့ရွာမှာပဲနေရင်တော့တိတ်ကောင်းပါပဲဟုတ်ပါတော့ဆရာကကျမတို့ရွာမှာပဲကုရင်တော်တော်ကောင်းပါပဲရှင်တခြားဝေးလန်သွားပြီးကုဆရာမလို့တော့ဘူးပေါ့ဆရာကြီးလည်းဒီမှာနေခြင်းပါတယ်ဒါပေမဲ့လည်းဆရာကြီးတို့ကတနေရာထဲမှာအကြိုက်နေခွင့်မရှိလို့ပါဘာပဲပြောဆရာကြီးဦးတီလာရောက်လာမှကျုပ်ရဲ့ရွာလူတွေရောတခြားရွာလူတွေပါကျမ်းမာသွားကြတာမြင်တော့ဆရာကြီးစာအတိုင်းမသိဝမ်းသာလာပါကြီးဆရာကြီးရဲ့ဒါလည်းရွာလူကြီးရဲ့စေတနာတွေကြောင့်ပါပါတယ်ကျုပ်ကိုဒီအိမ်မှာတဲခွင့်ပေးတာရဲ့ဆေးကူးခွင့်ပေးတာရဲ့ကြောင့်အခုဆေးကူးတဲ့အလုပ်ကိုအေးချမ်းလှုပ်ဆောင်နိုင်တာပါရွာလူကြီးရှင်ဟဲ့မိကားအတန်ပါလားမင်းခိုင်တွားခေါ်ကြည့်တယ်ဘာကိစ္စလဲမသိဘူးဟုတ်ကဲ့ရွာလူကြီးမင်းခိုင်လည်းအိမ်ရှိရောက်တော့မဲသားတွဲများကင်ပြီးရက်နေတဲ့မိခါကိုတွေးလိုက်ရပါတယ်မိခါဘာကိစ္စရှိလို့လဲရွာလူကြီးအထက်မှာစကားပြောနေရဲ့ဒီမှာရွာလူကြီးမှာထားတဲ့မဲသားတွေလာပို့တာရဲ့ရွာလူကြီးကိုပေးပါရဲ့
ဒါနဲ့ပတ်စံပေးပြီးသားလားမပေးရသေးဘူးအေးငါပြောလိုက်ပါမယ်နင်ဒီမှာခဏဆောင်နေရောရွာလူကြီးမိကားစီမှာမဲသားတွေမှာထားလို့လာပို့တာတယ်ပတ်စံမပေးရသေးဘူးလို့ပြောတယ်ဟာငါလည်းမမာမိပါမိကားအုံနောက်မှာကောင်းသေးရဲ့လားမသိဘူးနေပါအောင်ကွာငါထွက်တွေ့လိုက်ပါအောင်မယ်ဟဲ့မိကားအမဲသားတွေငါလည်းမမာထားပါဘူးဟာဟင်ရွာလူကြီးကဝယ်ခိုင်းတယ်ဆိုပြီးဦးတီလာလာမာသွားတာအားလုံးပေါင်းနှစ်ပိတ်သားတည်းရှိရဲ့ကျုံမာထားတာပါရွာလူကြီးရဲ့ပေးအမဲသားတွေကျုပ်ကိုပေးပါရောမိကအမဲသားဖို့ပတ်စံဦးတီလာအမဲသားတွေအများကြီးဘာလို့ဖို့လဲဗျဟိုရွာလူကြီးတို့အတွက်မှာထားတာပါတလောက်အများကြီးဒုက္ခခံလို့ဗျာနောက်တစ်ခါမဝေပါနဲ့ဆေးဆရာကြီးရဲ့မဟုတ်ပါဘူးဗျာရွာလူကြီးတို့စားစီခြင်းလို့ပါဟုတ်တယ်ရွာလူကြီးရဲ့ရွာလူကြီးတို့အတွက်ဆိုပြီးနှစ်ပိတ်သားဝယ်သွားသေးတယ်ရှင်ဘလို့ဘာမှမဟုတ်ပါဘူးရွာလူကြီးရဲ့ဟဲ့မိခနင်ရစရာရှိရင်လေပြန်တော့လေဟာပြန်မမယ်ရှင်အတင်းကိုနင်လွတ်နေတော့တာပဲဆေးဆရာကြီးကလေဦးတီလာရဲ့မူမှန်မှုကြောင့်ရွာလူကြီးစိတ်ထဲကွက်ကနေဖြစ်သွားခဲ့ပါတယ်မင်းခဏလာအောင်ဗျာလာပါပြီကျွန်တော်ခေါ်ဘာခိုင်းစရာရှိလို့လဲရွာလူကြီးဘာမှဒူခိုင်းစရာမရှိပါဘူးကွာတခုလောက်ပဲမှားထားခြင်းလို့ဘာမှလည်းပြောပါရွာလူကြီးအေးဒီလိုကွာငါဆေးဆရာကြီးဦးတီလာကိုတိတ်ပြီးမတင်ငါဘူးဖြစ်နေမင်းလည်းတတိထားမိလာတော့မသိဘူးမနက်ကမိခါလာတော့ပြောသွားတဲ့စကားထဲမှာဦးတီလာအရင်ရက်တုန်းကလည်းအမဲသားနှစ်ပိတ်သားဝယ်သွားတယ်ဆိုပြီးပြောတာမင်းကြားမှာပါငါစားဖို့ဝယ်တာလို့ပြောပြီးမယ်အမဲသားကဒီကနေ့မှငါတို့လက်ထဲရောက်တာဒါပထမဦးဆုံးပဲပြီးတော့သူ့မျက်နှာကိုကြည့်ရတာတကူကိုဖုံးဝယ်ထားပုံရတယ်ဒါကြောင့်ဒီရက်ပိုင်းသူဘာပဲလို့ပဲတော့သူမသိအောင်တတိထားပြီးစောင့်ကြည့်စမ်းကွာစိတ်ကြပါရောလူကြီးကျွန်တော်လည်းမနက်ကသူမျက်စိမျက်နှာပြက်နေတာတတိထားမိပါတယ်ရွာလူကြီးရှိလားဗျအေးစိန်အောင်ငါဒီမှာဟဲ့ရွာလူကြီးရှိရတယ်တော့ပဲဒါနဲ့ဟိုဆေးစရာကြီးရောအိမ်မှာရှိလားမရှိပါဘူးကွာရွာရဲသွားတယ်သူမရှိရနဲ့တော့ပဲရွာလူကြီးကိုပြောစရာရှိလို့လာခဲ့တာဗျဘာများလဲကွာဒီလိုရွာလူကြီးဆေးစရာကြီးဦးတီလာအကြောင်းပြောမလို့ဗျကျုပ်သူ့ကိုမတင်ကားလို့စောင့်ကြည့်နေကြပြီဒီလူကြီးကသူတော်ကောင်းအောင်ဆောင်ထားရဲ့လူယုံမာကြီးဗျဘယ်လိုလဲကွာဟုတ်တယ်ဗျအရင်ရပိုင်းတော့ကျုံနဲ့ဦးဘိုးလူတို့ဒီဆေးစရာကြီးအကြောင်းကိုပြောပြတော့ဦးဘိုးလူကပြောတယ်ဗျဒီလူကြီးကို तू မတင်ကားဘူးတဲ့ तू ရောက်လာတော့မှရွာလူတွေရောတခြားရွာလူတွေပါအနာရောဂါကြီးထူလာတယ်တဲ့ပြီးတော့ तू တိုက်တဲ့စေတောင်းမှာပျောက်တယ်ဆိုတော့သူ့ကိုစောင့်ကြည့်ထားစမ်းဆိုပြီးခိုင်းတာဗျဒါနဲ့ကျုပ်လည်း तू တတိမထားမိအောင်နောက်ကနေလိုက်ပြီးစောင့်ကြည့်နေတာထင်းတဲ့တိုင်းပဲရွာလူကြီးဒီလူကြီးကကျုပ်တို့ရွာရောတခြားရွာလူတွေကိုပါတရေနဲ့တိုက်ပြီးလှုပ်ရှားနေရဗျဟာဒီလူကြီးကလူယုံမာကြီးပဲတရက်ကမိုးချုပ်မဲသားတွဲကိုကန်ပြီးရွာပြင်မှာခိုးချောင်ခိုးကလုံနေရမတင်ကားလို့ချောင်းနားထောင်လိုက်တာဘာပြောနေရထင်လဲရွာလူကြီးထိတ်ကြီးဆိုတဲ့တရေကြီးကိုမဲသားတွေကျွေးနေရပြောအကောင်တွေတော့မမြင်လိုက်ရဘူးစားနေလိုက်တာမြမဲသားတွေဆိုတာလေထဲမှာပြိုက်ခနေနဲ့ပျောက်သွားတာရွာလူကြီးပြီးတော့ပြောသေးတယ်ဗျနောက်တဲ့လူတွေကိုလည်းဖျားနာအောင်လုပ်ပြီးထပ်ပြီးကျွေးမယ်ဆိုရဲဗျဒါဆိုဒီလူကြီးကတရေနဲ့လူတွေကိုဖျားနာအောင်လုပ်ပြီးလူတွေစီကနေငွေတွေလိမ်ပြီးယူနေရပေါ့အေးတွေးကြသေးရပေါ့ကွာငါရွာငါအိမ်ပေါ်ထိတက်ပြီးငါ့ကိုစော်ကားရေးတာပေါ့လေဒါဆိုရွာလူကြီးအနေနဲ့ဘာလုပ်မယ်လို့စိတ်ကူးထားလဲငါဒီဆရာလင်ကိုရွာကနေအမြန်ဆုံးမောင်းထုတ်ပြမယ်ရမ်းမလုံးနဲ့အောင်ရွာလူကြီးရဲ့ဒီလူကြီးကမွေးထားတဲ့တရေကြီးကလည်းရှိနေသေးမှာလားတော့ကြသူတရေကြီးနဲ့ရွာသားတွေကိုတိုက်သက်နေပါအောင်မေဗျာမင်းခိုင်ပြောတာဟုတ်တယ်ရွာလူကြီးကျုပ်တို့ရမ်းလုံးမဖြစ်ဘူးဦးဘိုးလူကိုတိုင်ပင်ကြည့်ရင်ကောင်းမယ်ဗျဦးဘိုးလူပညာနဲ့ဆိုရင်ဒီဆရာလင်နဲ့သူ့တရေကြီးဘာခံနိုင်မလဲဗျစိန်တော့မင်းပြောတာမှန်တယ်လာကွာဦးဘိုးလူစီတော့ပြီးတော့အကြံဉာဏ်တောင်းရမယ်တွားကြစို့ရွာလူကြီးဦးမက်ထင်မင်းခိုင်နဲ့စိန်တောင်းတို့3ယောက်ဦးဘိုးလူထံကိုရောက်လာခဲ့ကြပါတယ်ရွာလူကြီးတို့ရောက်လာမယ်ဆိုတာကျုပ်ကြိုးတီထားပြီးသားပါဗျာဒါဆိုတခြားရှီဝေးတွေမပြောတော့ကျုပ်တို့ဘာလုပ်ကြမလဲဦးဘိုးလူသူမွေးထားတဲ့တရေကြီးကိုကျုပ်ပညာနဲ့ချုပ်လိုက်ပါမယ်ဆရာလင်ကိုတော့ရွာကနေမောင်းထုတ်ကြပေါ့ပြီးတော့ဆရာလင်က3ရက်တခါသူမွေးထားတဲ့ထိတ်နီဆိုတဲ့တရေကြီးကိုအစာကျွေးရတယ်အဲဒီတော့နောက်3ရက်ပြည့်တဲ့နေ့ကျရင်မဖြစ်မနေစာကျွေးလိမ့်မယ်အဲဒီခါမှဆရာလင်ကိုမိဖမ်းပြီးရွာကနေနင်ထုတ်ကြတာပေါ့ဟုတ်တယ်ဒီကြံမဆိုးသူ့ကိုဒီတိုင်းရွာနင်ထုတ်လိုက်ရင်သူ့ကိုယုံကြည်နေတဲ့ရွာသူရွာသားတွေကကျုပ်တို့လောက်ရက်ကိုကန့်ကွက်ကြလိမ့်မယ်ဦးဘိုးလူပြောသလိုလှုပ်တာကောင်းမယ်ဒါဖြင့်ဦးဘိုးလူနေနဲ့ကျုပ်တို့ဘာလုပ်ရမလဲပြောဦးလေဆရာလင်ကရွာအပြင်ကိုမရောက်ခင်ရွာထဲကကာလာသားနေချင်းကိုလူဆိုပြီးသူစာကျွေးမဲ့နေရရဲ့မလန်းမကမ်းမှာပုံပြီးစောင့်နေရမယ်သူစာကျွေးကန်နေရင်ကျုပ်ရှင်ဆုံးထွက်ပြီးသူတရေကြီးကိုပညာနဲ့ချုပ်ထားလိုက်မယ်ပြီးရင်ရွာသားတွေထွက်လာပြီးသူ့ကိုရွာကနေမောင်းထိုးရမယ်ဦးဘိုးလူပိုင်ပွဲရတော့လှနေပြီပေါ့ဗျကဲဒါဆိုရင်လေဒီကြားထဲမှာမသိချင်အောင်ဆောင်ပြီးပြပြနဲ့နေရမယ်ဘာလို့နဲ့ဦးတီလာတရေစာကျွေးရမယ်နေကိုရောက်လာခဲ့ပါတယ်ထုံးစံတိုင်းဆေးဆရာကြီးဦးတီလာတယောက်အမဲသားရောင်းတဲ့မိခါထက်မှအမဲသားနှစ်ပိတ်သားကိုဝယ်ပြီးရွာပြင်ကိုထွက်လာခဲ့ပါတယ်ရွာလူချင်းတွေကာလာသားအုပ်စုလည်းကြိုတင်စီမံထားတဲ့အတိုင်းဦးတီလာမမြင်နိုင်တဲ့နေရာကနေပုံပြီးစောင့်နေဦးတီလာလည်းဟိုကြီးဒီကြီးနဲ့
အပင်းရောက်ကိုမယောင်မလဲနဲ့ရောက်လာခဲ့ပါတယ်ထိတ်နေအာကြီးထိတ်နေမင်းအစာစားဖို့အချိန်ရောက်ပြီကွာရောက်တဲ့နေရာနေမြန်လာခဲ့ကွာမင်းခေါ်နေလဲမင်းမွေးထားရဲ့တရေထိတ်ကြီးကလာနိုင်တော့မှာမဟုတ်ဘူးကွာဟင်ခမရဘာတူလဲဘာလို့ကျုပ်ချီကိုလာပြီးရောက်နေရလဲငါဘာတူလဲဆိုတာတဲ့မင်းဘာတွေလို့ဘာတွေကြံစီနေတယ်ဆိုတာကိုပြောပြရမလားဒီမှာမင်းကိုမတင်ကားလို့စောင့်ကြည့်နေရကြပြီဈေးကူးတဲ့ဆရာလိုဘာလိုနဲ့လူတကာကိုလှည့်ပတ်ပြီးလိန်စားနေရဲ့အစုပ်ပလုတ်ကမင်းပဲဘာခမရကျုပ်ကိုစော်ကားလာကြီးလားဗျကျုပ်ကကျုပ်တက်ကြွတဲ့ပညာနဲ့လူတွေကိုဆေးကုပေးနေတဲ့ဆေးဆရာဗျဘာဆရာလဲနားစမ်းပါကွာမင်းလိုဆရာရောင်ဆောင်ထားတဲ့ဆရာလိန်တွေကိုငါအများကြီးမြင်ဘူးတယ်ကွာဘာလဲကိုတက်ကြွတဲ့ပညာနဲ့လူတွေကိုဆေးကုစားနေတဲ့ဆရာဆိုပါလားလာလှကြီးသေးရဲ့လားကွာရွာလူတွေနေမကောင်းအောင်တရေနဲ့တိုက်ပြီးလှုပ်ရှားနေရငါမသိဘူးများထင်နေလားတရေနဲ့လူတွေကိုမကြမ်းမမာအောင်လုပ်ပြီးတော့သူကိုယ်တိုင်ရပဲတကယ်တက်တယ်လို့နဲ့လိန်စားနေရငါမသိဘူးများထင်နေလားမင်းလိန်စားနေတာကိုသာတရားလုံးကတီးသွားရင်မင်းဘာဖြစ်သွားမယ်ထင်တယ်လဲမလှုပ်ပါနဲ့ဗျာကျုပ်တောင်းမှန်ပါတယ်ကျုပ်မှရထားတဲ့ပတ်စံတွေအများကြီးရှိပါတယ်ခမရလိုတဲ့လောက်ပေးပါပဲဗျာကျုပ်เจ้าကိုတော့ရွာသားတွေကိုတွားပြီးပြန်မပြောပါနဲ့ဗျာသူမပြောလဲငါတို့တရားလုံးကတီးပြီးပြီကွာဟင်ရွာလူကြီးပါလားဟုတ်တယ်မင်းလုံရက်တွေကိုရိတ်စားမိလို့စောင့်ကြည့်နေတဲ့ထဲမှာငါလည်းပါတယ်ဖျားမလို့ကိုယ်ဝယ်နေတာဖွတ်ထွက်မှတောင်ပုံမှန်တိဆိုတယ်လို့ပဲမင်းလုံရက်တွေပေါ်လာမှလိန်စားနေတဲ့ဆရာလိန်ဆရာရုပ်ဖြစ်နေမှတီးတော့တာမင်းလိုကောင်မျိုးတို့ရွာမှာအလိုမရှိဘူးကွာကဲတိတ်ကလေးရွာနေထွက်သွားမလားဒါမှမဟုတ်ရွာတွေကလူတွေကိုအကြောင်းစုံပြောပြလိုက်ရမလားအဲ့လိုတော့မလုပ်ပါနဲ့ဗျာကျုပ်အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျားတို့ဖြစ်စေခြင်းတလို့လုပ်ပါမယ်ကောင်းပြီခင်ဗျားလိန်ညာပြီးဆေးကူးလို့ရထားတဲ့ပတ်စံတွေကိုထားပြီးဒီရွာနေထွက်သွားရမယ်နောင်ဒီလိုအလုံးမျိုးကိုမလုပ်တော့ပါဘူးလို့ဂရီပေးရမယ်ဂရီပေးနိုင်လားပေးနိုင်ပါရဲ့ခင်ဗျာကဲဒီတိုင်းပြောရုံနဲ့ယုံမဲ့ထဲမှာငါမပါဘူးကွာကဲရော့ဦးဘိုးလူကလက်ကလေးဆိုသလိုလက်တစ်ဖက်ကိုဆန်တန်းပြီးဦးတီလာယုံဝါကိုဆောင်းတွန်းလိုက်ပါတယ်မင်းရဲ့ခန္ဓာကိုယ်လေးကိုငါ့ရဲ့ပညာဇက်ထည့်လိုက်ပြီးမင်းပေးထားတဲ့ဂရီတီနေသေးရတော့မင်းဘာမှမဖြစ်ဘူးမင်းဂရီပြတဲ့နေရာတော့ငါပညာဇက်ကမင်းရင်ဝါကိုဖောက်တော့ပြီးမင်းသေးရလိမ့်မယ်အော်တခုတော့ရှိသေးတယ်မင်းမွေးထားတဲ့ထိတ်နီဆိုတဲ့တရေကိုတော့ငါအပိုင်ဖြစ်သွားပြီငါယူထားလိုက်တော့မယ်မင်းသွားတော့ဟုတ်ကဲ့ကျုံနောင်ဒီလိုမလုပ်တော့ပါဘူးဗျာအားလုံးကိုဂရီပေးပါတယ်ကောင်းပါပြီရေးကြည့်တာမင်းဒီရားနေခုထွက်သွားလိုက်တော့ဆေးစရာရောင်ဆောင်ထားတဲ့ဦးတီလာတယောက်ခြေလန်းကျဲများဖြင့်ဝေးကိုထွက်သွားပါတော့တယ်ထိတ်နီမင်းထွက်ခဲ့တော့ဦးဘိုးလူလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ထိတ်နီခန္ဓာကိုယ်မှာကျုံနှောင်ထားတဲ့ပညာစံများပျောက်ကွယ်သွားပါတော့တယ်ထိတ်နီမင်းကိုမေးမယ်မေးပါဆရာမင်းငါလက်အောင်မနေမလားဒါမှမဟုတ်မင်းတို့နေရာတစ်ခုယူပြီးကောင်းကောင်းမွန်မွန်နဲ့နေသွားမလားကျုံနေရာတစ်ခုမှာအတီးတီးချနေပြီးကောင်းကောင်းမွန်မွန်နေထိုင်သွားပါမယ်ကောင်းပြီငါမင်းတို့နေစရာတစ်ခုပေးမယ်မင်းကဂရီတစ်ခုထပ်ပေးရမယ်နော်မင်းကိုဒီမကြီးပင်မှာပဲနေထိုင်ခွင့်ပေးမယ်မင်းဘသူ့ကိုမှ၆လန့်ချင်းဘသူ့ကိုမှပူးကပ်ပြီးစာမတောင်းပါဘူးလို့ငါ့ကိုဂရီပေးပါရဲ့ဆရာကျုပ်ဘသူ့ကိုမှမချောက်ပါဘူးဒါပေမဲ့အစာမစားဘဲနဲ့တော့မနေနိုင်ဘူးဆရာရဲ့မင်းပြောတာလည်းဟုတ်ပါတယ်ငါပြောတာကိုလည်းမင်းသဘောပေါက်မှာပါမင်းအခုလိုလူတွေကိုဖျားနာအောင်လုပ်ပြီးဆရာကက်နဲ့စားတော့နေရတာငါခွင့်မပြုဘူးမင်းတို့လိုပရာလောကသားတွေကကိုဝမ်းကိုရှာစားတော့ရတာပဲမဟုတ်လားဒီတော့မင်းလည်းကိုဝမ်းကိုရှာစားပေါ့ကွာရွာဦးเจ้าကဆရာတော်ကမနဲ့တိုင်းတလိမ့်ဆန်လေးတွေရောပရာလောကသားတွေကိုပါစွန့်ကြံဟင်းကြံနေမြင်နဲ့ချကျေးတတ်တယ်မင်းလည်းအဲ့ဒီမှာတွန်းစားပေါ့ကွာမင်းဖြစ်တယ်မို့လားဖြစ်ပါတယ်ဆရာကြီးတို့ရွာကိုလည်းစောင့်ရှောက်ကာကွယ်ပါဒီလိုဆိုရင်မင်းကိုငါတို့ရွာသားတွေကတနာကျင်လာကြမှာပေါ့ကွာဦးဘိုးလူသူ့ကိုမြင်ရလားမြင်ရတာပေါ့စိန်တောင်းရဲ့ကျုပ်တို့လည်းထိတ်နေကိုမြင်ဘူးချင်းလို့မြင်အောင်ပြပေးလို့မရဘူးလားဦးဘိုးလူရတော့ရပါတယ်မင်းတို့ကြည်ရဲလို့လားယောက်ျားပါဗျကြည်ရဲပါတယ်လှုပ်ဆမ်းမှာကြည်ကျင်လို့ပါဗျကျုပ်တို့လည်းကြည်ကျင်တယ်ဦးဘိုးလူကောင်းပြီလေမင်းတို့တောင်းဆိုလို့ငါမြင်အောင်ပြလိုက်ပါမယ်လာငါရှိလာပြီကောင်းနေငုံထားရွာလူကြီးစိန်တောင်းတဲ့ကာလာသားတချို့ကိုဦးဘိုးလူရှိမှကောင်းနေငုံထားလိုက်ကြပါတယ်ဦးဘိုးလူကသူ့လက်ဖွားနဲ့တယောက်ပြီးတယောက်ခေါင်းတွေကိုပုတ်တက်ပြီးသူတို့ရဲ့အမြင်တက်ကိုဖွင့်ပေးလိုက်ပါတယ်။ကိုင်းကြည်ကျင်တပါဆိုလဲကြီးလို့ရပါပြီဗျာ။အကုန်လုံးလဲခေါင်းတွေကိုမော်ပြီးကြီးလိုက်ရမှာတော့ဟာအမလေးအပနေတဲ့ခေါင်းမို့တော်ပြီမကြည်ရတော့လုံးကြပါအောင်ဟာမင်းတို့ပဲကြည်ကျင်တပါဆိုကျုပ်ယောက်ျားပါဆိုဒီလောက်တော့ကြည်ရဲပါတယ်ဆိုအခုကြောင်မှာဘာလို့ကြောင်ကရန်းနေနဲ့အော်နေကြတာတော့အစားဒီလောက်ကြောက်ဖို့ကောင်းမှမသိလို့ပေါ့ဦးဘိုးလူရအေးပါလာငါပြန်လုပ်ပေးပါမယ်ဦးဘိုးလူကအကုန်လုံးရဲ့ခေါင်းပေါ်ကနေလက်နဲ့ပုတ်ချလိုက်ပါတယ်။ကိုင်း
မြင်ရသေးလားမမြင်ရတော့ဘူးဒါကြောင့်ပြောတာဗောမြင်အပ်တာရှိသလိုမမြင်အပ်တာတွေလည်းလောကမှာတပုံကြီးကွာဟုတ်လိုက်တာဥပိုးလူရကဲအချိန်လည်းမရှိကြတော့ဘူးပြန်ရအောင်ဟေးပြန်ကြစို့ဥပိုးလူနဲ့တဖန်းရွာသားများလည်းမိမိတို့နေထိုင်ရာအိမ်များစီတို့ကိုစီနဲ့ပြန်လာခဲ့ကြပါတယ်ထိန်ကြီးကတော့မကြီးပင်ကြီးကိုအပိုင်စားရလိုက်ပြီးဖို့သူဟာနောက်တစ်ခါဘယ်ကူမှသွားစရာမလိုတော့ပါဘူးခင်ဗျာသူဟာနောက်